ခဏလေးတစ်ခါပါလိုက်တို့မောင်းဟေးအခုဒီဟာကသူတို့ကအလဲမှာထားတော့မိုးတွင်းခါရေဒီနေရာမွေးဘူးလားဒီတပြင်းကရွာသားတွေရောရွာကန်ရောရွာကန်ခေါ်ပါဦးဒီနေရာနည်းနည်းနှိမ့်နေဗျနှိမ့်တော့ဒီလောက်ပဲထားရဆိုရေဝတ်တဲ့ခါကျဒီနေရာမှာဆက်ထားဖို့တော့ဘာလို့ခက်ခဲရှိလိမ့်မယ်လာဦးဒီကိုပြဟောနေလာရှာနေရေမှုတ်ကြည့်ပါဦးကွာဝန်သားအမှတ်တမ်းတင်အောင်ဒါဒီနေ့မှရေကြိုထွက်ရှိသွားတဲ့တောစွန်းကြီးရွာဝီစီတွင်းဖြစ်ပါတယ်အများပိုင်လမ်းကွက်လက်မှာကျွန်တော်တို့လှူဒန်းထားတာဖြစ်တဲ့ကြောင့်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ညှင်းပွားကြရမရှိပါဘူးရွာသူရွာသားအစင်တန်းမရွေးစုကြနေနေမရွေးအားလုံးထည့်ခါရှိတယ်သုံးဆွဲခတ်ယူနိုင်မှာဖြစ်ပါတယ်အုပ်ရီကန်ကိုလည်းလှူဒန်းအောင်ကျွန်တော်တို့စူးစမ်းမှာပါปีပေါင်းဘယ်လောက်လဲဖမ်းလိုက်တာညီ400နဲ့ဟုတ်440ဖမ်းတာ420မှာဖမ်းတာလေဟုတ်ပြီမင်းပိုက်ဟိုပါပဲရဒါကျွန်တော်ပိုက်ဟာလားအော်မင်းကလူတာပါဟိုဒီဘက်တော့ရရလူကြီးကလေးသူငယ်လေးတွေခေါ်ပါဦးအမတ်တရတွင်းလေးနဲ့ကျွန်တော်တို့မတန်းလေးရိုက်ရအောင်နော်ဟဲ့လားမင်းလားမေးရဥက္ကဋ္ဌနဲ့ဒီဥက္ကဋ္ဌနဲ့မတွေ့သွားပြီလားသွားပြီဟိုဖိုးသွားပြီဒီကောင်ကသူဟိုနေဒီနေ့ဟိုနေကျန်နေနေတယ်အဲဟိုသူရတော့ရဆန်းဝင်ရသူပြောလို့ပါသွားသူ့ထွက်လာတယ်သူပြောသေးတယ်ငနေရတဲ့ပြည်တော့သူတို့ကတော့ကြားရတယ်ပြန်ပြီးခဲ့တယ်ရောက်မှမပြောဘူးသူပြောတာဟုတ်တယ်ဘယ်နဲ့ကျွန်တော်ပေါ်ပြီးတာဖုန်းရပြီးတော့ပထမဆုံးမောင်းထုတ်မဲ့တောစွန်းကြီးရွာမြောက်ရီပေါက်သုံးရီတွေဖြစ်ပါတယ်လူရှင်များရဲ့စိတ်စေတနာတွေအသွင်ပြောင်းပြီးတော့မြောက်ကဝါမြေကြီးကပြန်လဲထုတ်ပြီးတဲ့ရေကြိုတွေဖြစ်ပါတယ်လူသားဘဝအတွက်အရေးကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့အောက်ရေကြိုအားရတွေဖြစ်ပါတယ်ပေပေါင်း420ကိုဖမ်းထားတဲ့အတွက်ကြောင့်တော်တော်လေးနဲ့တယ်လို့ပြောရမှာအကွက်သားလာကဲဒီရေကိုတောက်သုံးမဲ့နာကကျွန်တော်တို့ခေါင်းဆောင်ဖြစ်လာမဲ့ကလေးသူငယ်လေးတွေကျုံကြော်ကြီးနူးသွားပါပြီသူတို့ရွာအတွက်တောက်ရည်ပူကြရမလို့တော့ပါဘူးတဲ့ဒီမှာကလေးလေးနဲ့ကျွန်တော်အမှတ်တရမှတ်တမ်းတပ်ပုံရိုက်မှာပါကဲထွက်လာပါပြီလားစေနာရေကြိုမေတ္တာရေကြိုသစ္စာရေကြိုယူနာရေကြိုလေးထွက်လာပါပြီဒီလေချိုးသလားနည်းနည်းပေါ့သလားချိုးတယ်နည်းနည်းယူလာပေးကြည့်သစ္စာဆိုတော့ဟုတ်ပြီဒီမှာကလေးလေးနဲ့ဓာတ်ပုံတွေ့ရမယ်နော်ကဲစေနာရေချိုမေတ္တာရေချိုဗျာနောက်တွင်းပြန်ထွက်နေတာနည်းနည်းပါသေးတော့နည်းနည်းအငန်းတက်ရှိအောင်မယ်ဟုတ်ကဲ့ကြာမောင်းလိုက်တော့မောင်းလိုက်မှချိုးပါမယ်သူကဘေးဂျားအတွင်းပြိုနေရလေးရှိသေးတော့ဘေးမရှိသေးလို့ဘေးမရှိသေးဘူးကွာဟိုဒီနေ့မှညမတူဒီနေ့မနေ့မှ
တော့ရွယ်မှာနော်ဒီတော့ကတော့ ဒီရရှိပါ နားရီကျော်ဝိုက်တော့မှာ ဟိုဘယ်လောက်လေးလဲတစ်ချက်ပဲဒီ